ကိုကြီးပြောပြမယ်နားထား ညီလေးတို့ရေဒီတစ်ခါကိုကြီးမေးချင်တာလေးတစ်ခုရှိတယ်ညီလေးရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတစ်ခုမြင်ရင်ဘယ်လိုတွေးလိမ့်ရှိလဲငါမှငွေမရှိဘူးဒီဟာကငါအတွက်မဟုတ်ဘူးငါဒီလောက်စွန့်စားလို့မရဘူးဒါကတာမန်လူအများစုရဲ့အတွေ့ပဲဒါပေမဲ့ချမ်းသာသူတွေကတော့လုံးဝမတူဘူးသူတို့ကဒီအခွင့်အလမ်းကိုငါဘယ်လိုဖန်တီးမလဲလို့တွေးတယ်ဒီနေ့ rich dad poor dad ရဲ့ story အပိုင်းမှာချမ်းသာသူတွေငွေကိုဘယ်လိုဖန်တီးတယ်လဲဆိုတဲ့မေးခွန်းရဲ့အဖြေကိုရှာဖွေကြရမယ်ဒီစာအုပ်ရဲ့နာမည်အကျော်ကြားဆုံးအခန်းတစ်ခန်းကတော့ The Rich Invent Money ပဲ Robert Kiyosaki ကဒီမှာသူ့ရဲ့တငယ်ချင်းတယောက်အကြောင်းပြောပြတယ်ဒီတငယ်ချင်းဟာအိမ်ချမ်းမြေလုပ်ငန်းမှာအောင်မြင်ခြင်းပဲမဲ့ငွေမရှိဘူးတာမန်လူဆိုရင်ငွေမရှိလို့မလုပ်နိုင်ဘူးလို့ဆွတ်လွတ်လိုက်မယ်ဒါပေမဲ့ဒီတငယ်ချင်းကငွေမရှိပေမဲ့စိတ်ကူးရှိတယ်သူကဈေးနှုန်းချိုသားတဲ့အိမ်တစ်လုံးကိုရှာတယ်ဒါပေမဲ့ဝယ်ဖို့ငွေမရှိဘူးသူတွားပြီးအိမ်ပိုင်ရှင်နဲ့စကားပြောတယ်ဒီအိမ်ကိုကျပ်9000နဲ့ဝယ်မယ်ဒါပေမဲ့ငါမှငွေမရှိဘူးမင်းကိုကျပ်9000ကျို့ပေးမယ်ဂျန်နဲ့ကျပ်4500ကို3လအတွင်းပေးမယ်လို့ညှိနှိုင်းတယ်ပိုင်ရှင်ကသဘောတူတယ်ပြီးတော့သူကဒီအိမ်ကိုကျပ်9500နဲ့ပြန်ရောင်းဖို့ကြော်ညာတယ်မကြခင်ဝယ်မဲ့သူရှိလာတယ်သူကအိမ်ပိုင်ရှင်ကိုကြံငွေပေးပြီးဂျန်နဲ့ကျပ်2500ကိုအိတ်ကထည့်လိုက်ရတယ်ဒီဥပမာကဘာကိုပြတယ်လဲဆိုရင်ငွေမရှိဘူးဆိုတာကအတားအဆီးမဟုတ်ဘူးအခွင့်အလမ်းကိုမြင်တတ်ဖို့ညှိနှိုင်းတတ်ဖို့ဖန်တီးတတ်ဖို့ကပိုရေးကြည့်တယ်ဒီလိုအခွင့်အလမ်းတွေကိုမြင်နိုင်ဖို့ဖန်တီးနိုင်ဖို့ဆိုရင်ငွေကြေးဆိုင်ရာဉာဏ်ရည် financial IQ လိုအပ်တယ် Robert Kiyosaki ကဒီ financial IQ ကိုအစိတ်ပိုင်း၄ခုနဲ့ဖွဲ့စည်းထားတယ်လို့ဆိုတယ်စရင်းကင်ပညာ accounting ငွေစီးဆင်းမှု cash flow ကိုဖတ်တတ်ဖို့ဒီပညာကကိုယ့်ရဲ့ asset နဲ့ liability ကိုခွဲတတ်ဖို့ကိုယ့်ရဲ့ငွေကြေးကျန်းမာရေးကိုနားလည်ဖို့အတွက်အခြေခံပဲဒီပညာမရှိရင်ငွေဘလောက်ပဲရှိရှိဘယ်မှာသွားနေလဲဆိုတာမသိဘူးရင်းနှီးမြှုပ်နှံမှုပညာ investing ငွေကိုငွေအတွက်အလုပ်လုပ်စေတဲ့နည်းဗျူဟာတွေရင်းနှီးမြှုပ်နှံမှုဆိုတာ stock အိမ်ချမ်းမီစီးပွားရေးလုပ်ငန်းစတဲ့ပုံစံအမျိုးမျိုးရှိတယ်ဒီပညာကျွမ်းကျင်ရင်ကိုယ့်ရဲ့ငွေကိုတိုးပွားအောင်လုပ်နိုင်တယ်သုံးဈေးကွက်ပညာ marketing ရောင်းချခြင်းဖောက်တဲ့စိတ်ပညာဈေးကွက်တွင်အခွင့်အလမ်းတွေကိုနားလည်ခြင်းဒီပညာကကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အခါအရေးကြီးဆုံးပဲဘလောက်ပဲကောင်းတဲ့ပစ္စည်းထုတ်ရောင်းတတ်မှငွေရမယ်လေးဥပဒေပညာ law အခွန်ဥပဒေ corporation ဥပဒေပစ္စည်းမူပိုင်ခွင့်အစတာတွေကိုနားလည်ခြင်းဒီပညာကချမ်းသာသူတွေသုံးတဲ့အကာအကွယ်နဲ့အားသာချက်တွေကိုပေးတယ်ဒီပညာလေးရကျွမ်းကျင်လာရင်ညီလေးရငွေကြေးအခွင့်အလမ်းတွေကိုတာမန်လူတွေမမြင်နိုင်တဲ့နေရာမှာမြင်လာနိုင်မယ် Robert Kiyosaki ကဒီအခန်းမှာသူ့ဥပမာနဲ့ပဲဆက်ပြောတယ်သူ့မှာငွေတိတ်မရှိတဲ့ချိန်တော့အိမ်ချမ်းမြေဈေးကွက်ကိုလေ့လာနေတယ်သူဟာဈေးနှုန်းချိုသားတဲ့အိမ်လေးတွေကိုရှာတယ်ဝယ်ဖို့ငွေမရှိပေမဲ့စာချုပ်ချုပ်ဖို့အောက်ပြန်ငွေ option လောက်တော့ရှိတယ်သူဟာအိမ်တွေကိုဝယ်ပြီးပြန်စင်ကပြန်ရောင်းတယ်ဒီလိုနဲ့တေးသေးလေးကနေစုပြီးငွေတွေစုလာတယ်ဒီမှာအဓိကအချက်ကအခွင့်အလမ်းဆိုတာလမ်းပေါ်မှာမရှိဘူးမင်းရဲ့ငွေကြေးညံရည်ထဲမှာရှိတယ်ဒါကြောင့်ညီလေးတို့ဈေးကွက်ကိုလေ့လာပါနံပါတ်တွေကိုဖတ်တတ်အောင်လေ့ကျင့်ပါပညာရှိတွေနဲ့ပေါင်းသင်းပါအခွင့်အလမ်းကိုမြင်တဲ့အခါလမ်းမလျှော့ပါနဲ့အားသာချက် advantages ဒီအပိုင်းကငွေမရှိဘူးဆိုတဲ့အခြေအနေကိုတော့အခွင့်အလမ်းအဖြစ်ပြောင်းလဲနိုင်တဲ့စိတ်ဓာတ်ကိုသင်ပေးတယ် financial IQ ရဲ့အစိတ်ပိုင်း၄ခုကိုရှင်းရှင်းလင်းလင်းခွဲခြားပေးထားတယ်လက်တွေဥပမာတွေနဲ့ရှင်းပြထားတော့နားလဲရလွယ်တယ်အားနည်းချက် disadvantage တချို့အတွက်တော့ဒီဥပမာတွေကလက်တွေမှာထပ်တူမကျနိုင်ဘူးလို့ထင်ရနိုင်တယ် financial IQ ကိုမြင့်တင်ဖို့ဆိုတာအချိန်ယူရတယ်ချက်ချင်းရလာမျိုးတော့မဟုတ်ဘူးစွန့်စားမှုကိုခံနိုင်ရရှိဖို့လည်းလိုတယ်ညီလေးတို့ဒီနေ့ကိုကြီးပြောပြခဲ့တဲ့အထဲမှာညီလေးအတွက်အသင့်တော်ဆုံးအချက်လေးကိုရွေးပြီးဒီနေ့ကစပြီးလုပ်ကြည့်ပါဥပမာဒီနေ့ကစပြီး financial IQ ရဲ့အစိတ်အပိုင်းတစ်ခုကိုလေ့လာဖို့ဆုံးဖြတ်လိုက်ပါစရင်းငယ်အခြေခံဗီဒီယိုလေးကြည့်ပါရင်းနှီးမြှုပ်နှံမှုဆိုင်ရာစောင်းပါးလေးဖတ်ပါရောင်းချခြင်းအမှုပညာအကြောင်းလေ့လာပါတနေ့ကို9မိနစ်ပဲလှုပ်ရုံနဲ့တစ်နှစ်အတွင်းညီလေးကဒီပညာလေးရမှာတီးတီးတာတာတိုးတက်လာပါလိမ့်မယ်ဒီလိုပဲကိုကြီးတို့ရဲ့ဒီစာမျက်နှာလေးကိုနေ့တိုင်းလေ့လာမယ်ဆိုရင်တစ်နှစ်အတွင်းညီလေးကတကယ် true king and queen mindset ကိုပိုင်ဆိုင်လာမှာပါကဲဒီနေ့အတွက် rich dad poor dad ရဲ့စရုထအပိုင်းကိုဒီလောက်နဲ့ညီကုန်းချုပ်လိုက်အောင်မယ်ညီလေးတို့မှတ်ထားရမယ့်အဓိကအချက်2ခုတစ်ငွေကိုဖန်တီးတတ်ပါငွေမရှိဘူးဆိုတာကအတားအဆီးမဟုတ်ဘူးအခွင့်အလမ်းကိုဖန်တီးဖို့စိတ်ကူးနဲ့ညံ့ရည်ကိုသုံးပါနှစ် financial IQ ကိုမြင့်တင်ပါစရင်းကိုင်းရင်းနှီးမြှုပ်နှံမှုဈေးကွက်ပညာဥပဒေပညာဒီ၄ရက်ကိုနေ့စဉ်လေ့လာပါ
နောက်ဆုံးအပိုင်း9မှာတော့ဒီ series တစ်ခုလုံးရဲ့ cheat စာအုပ်တစ်အုပ်လုံးရဲ့အဓိကအချက်တွေလက်တွေ့အသုံးချနည်းတွေကိုအနှစ်ချုပ်ပြီးတခါတည်းနားလည်စေမယ်အချင်းချုပ်ဗီဒီယိုကိုတင်ဆက်ပေးမယ်။ညီလေးတယောက်ရဲ့အာယုံဆိုင်မှုဟာသူ့ရဲ့ငွေကြေးအနာဂတ်ကိုတိဆောက်ဖို့အတွက်ပဲဖြစ်ရမယ်။နေ့စဉ်9မိနစ်စာဒီလိုအခြေခံတွေကိုလေ့လာပြီးဘယင်တယောက်ဖြစ်ဖို့ follow လုပ်ထားပါ